ကျွန်တော်တို့ save 4ချိန်ရှိသွားပြီနော်ဒီကနေ့အထိ4ချိန်ရှိသွားပြီ4ချိန်ရှိပြီးတော့နောက်ဆုံးအချိန်4ချိန်မြောက်ဆန်းထားတော့5ချက်မြောက်နေပါဒီနေ့ကဆေးဝါး6သိန်းလောက်ရှိတာပြီနော်4ချိန်ဆေးဝါး6သိန်းလောက်ရှိတာလက်ချင်းသသိန်းခွဲနှုန်းလောက်ရှိကြတာပေါ့အခုလက်ရှိအနေထားအရကျွန်တော်လည်းလာအရှိတောင်းနေတော့အကုန်ရင်လို့လာလိုက်တာပါနော်လက်ရှိအနေထားအရအခုသူကအပွင့်အကြံသေးတယ်ဗျလက်ရှိအနေထားအရပိုးကင်းတယ်အပွင့်ကြံသေးတယ်ဆိုတော့ကသူကရက်တင်လာဆက်လုပ်တင်လာပေါ့နော်6သိန်းပုံထားရဲဆိုတော့ကျွန်တော်ကတော့အကြံပေးချင်တာမရက်တင်ဘူးဗျဆက်ပြီးတော့လုပ်တင်တယ်ဆက်လုပ်တင်တယ်ဆိုတာလက်ရှိအနေထားမှာပိုးကင်းတဲ့အတွက်ကြောင့်ဘာလုပ်တင်လဲဆိုတော့ကျွန်တော်တို့အသီးပွင့်တီးတန့်ပေါ့နော်အဲလိုဟာတက်ပါတဲ့ဥစ္စာလေးနဲ့အသီးပွင့်တွေကြီးထွားပုံပြဖို့အတွက်ကိုကျွန်တော်တို့လုပ်တင်တယ်လို့ကျွန်တော်တို့ထင်တယ်ပေါ့နော်အပွင့်ရှိနေသေးတဲ့အတွက်ကြောင့်ကျွန်တော်တို့ကအသီးရနိုင်သေးတယ်ပေါ့နော်အဲ့ဒီဘောတော့ရှိတယ်အပင်နေထားရတော့တော်ပြီအပင်နေထားရဒီလောက်ပဲအပင်သားကောင်းရင်လည်းအသီးဘက်အားနေသွားတယ်ဆိုတော့အပင်နေထားတော့တော်ဒီလောက်နေထားပဲကြိုက်တယ်ပေါ့နော်အသီးပွင့်ပဲပို့ပြီးလုပ်ပေးရမယ်ပေါ့အပွင့်ရလက်ရှိတိုင်းလိုက်ရဆိုမြင်နေရသေးတယ်ဒီပွင့်ရနိုင်ဒီပွင့်ရမယ်တီးနေတဲ့အသီးသေးနေတဲ့အသီးညက်နေတဲ့အသီးလေးတွေလည်းကြီးထွားအောင်လို့တစ်ခါပြန်လုပ်ပေးရင်ကျန်တဲ့ကောင်လည်းမသိချင်းဖြစ်ပြီးတော့ပွင့်နေတဲ့ကောင်လေးတွေထပ်ပွင့်လာအောင်ပေါ့လှုပ်ဆော်ပေးရင်ဒါကြောင့်ကျွန်တော်ကတော့အားစီးတီးတန်းကို2မျိုးလောက်ဆက်ပြီးတော့ဖြန်းဖို့ဒါတောင်သူပြောမှာပေါ့နော်အကြံပေးရမှာပေါ့ဖြန်းတာမဖြန်းတော့သူအပိုင်ပေါ့နော်ကျွန်တော်ကတော့ဒါပြောပြပေးရမှာပေါ့ပထမတတိတော့ရသွားပြီဒါပေမဲ့ရတဲ့တတိမှာအခုလက်ရှိနေထားရကျွန်တော်လိုက်ကြည့်ရပြည့်ဖြိုးနဲ့တောင်းတင်းတောက်ဆန်မှာကြီးမမရှိဘူးပေါ့နော်အားနဲတယ်ပေါ့အားနဲတဲ့အပိုင်းပါတယ်ပေါ့အဲ့အတွက်ကြောင့်ကျွန်တော်တို့ကအသီးပွင့်တော့ကိုကောင်းကောင်းလေးအတွဲလေးတွေတွဲတော့တွဲပြီးတော့ဖြန်းတင်တယ်ပေါ့နော်